အားလုံးမင်္ဂလာပါဒီနေ့ကတော့3ညနဲ့4နဲ့5နဲ့ပေါင်းတော့9ဒီ9ကြောင့်9လေးမှတ်တက်ဖြစ်ဖို့5 4 3ညသည်9 4 9မှတ်တက်ပေါ့ခွန်3ည2သည်9ဒီ9ကိုမှတ်တက်4ကိုဖြစ်5 3ည9သည်4 9ဒီမှာလဲ9 6 4သည်9ဒီ9ဖြစ်အောင်1 6 2သည်9ဒါမှမဟုတ်9ရိုက်မယ်မရိုက်ဘဲနဲ့4ရိုက်မယ်ဆို1 6ခွန်သည်4ဒါကြောင့်4ကိုမှတ်တက်ဖြစ်ဖို့2ခွန်နောက်ပိတ်ဒါကတော့5 1သည်ပေါင်းချင်း6ပေါ်က1 6 1ထိတ်လို့ရိုက်ထားတယ်ဒီမှာ2 8ပေါင်းချင်းသည်3ညပေါ်က5 3ညထိတ်လို့ဒီမှာရိုက်ထားတယ်ဒီမှာ6ရိုက်တယ်ဒီမှာ5ရိုက်တယ်ဒီမှာကျတော့4 9 4 3ညဆို4 9 4 9ဒီထိတ်4 2ဖြစ်မလား4ခွန်ဖြစ်မလား4အဲ့ဒါပေါ့4 2 4ခွန်9 2 9ခွန်ဒီ site ကတော့ဒါရတယ်ဒီဘက် site ကျတော့ဒီ site က3 3ညခွန်ဒီ3ညဖြစ်တဲ့ကြောင့်4 6 3ညဒီမှာ6ပရိနဲ့ဒီမှာ4ရှိ4 6 3 3ညလို့ထွက်တယ်ဒီမှာကျတော့လည်းပဲ3ညခွန်4ဒီလေးဖြစ်တဲ့အတွက်ဒီမှာပရိလေးဖြစ်အောင်ဒီမှာ3ညရှိတယ်3ည5 9ဒီ4ပရိထွက်တယ်ဒီမှာကျတော့6ရှိတဲ့အတွက်6 9 1ဒီ9ဒီ9ဖြစ်အောင်ဆိုဒီမှာ6ရှိတယ်1 6ဒီမှာ6ရှိ6နောက်ရှိတဲ့အတွက်9ဖြစ်အောင်ဆိုရင်3ပရိထည့်3ပရိထည့်ရမယ်ဒီမှာကတော့ကျွန်တော်2ပရိရက်2ပရိချပါ2ပရိကလွယ်လိပါခွန်5 3ည2ရှင်5 9 2 9 1 2ဒီမှာလည်း2ပိတ်ရှိတယ်ဒီမှာလည်း2ပိတ်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်1 2လို့ယူလိုက်တယ်1 2ဒီမှာ1 2တစ်ခွက်ထွက်တယ်ဒီမှာကျတော့1ကြီးပဲဒီမှာပါဝါခွန်3ညပါဝါ5 3ညပေါ့5 3ည1ကြီးနဲ့ဒီမှာ6 3ညလို့ထွက်တယ်ဒီမှာကျခွန်ပါဝါ2နဲ့ခွန်2ပေါင်းချင်း9 9လေး1ကြီးလို့5 9လို့ထွက်တယ်ဒီမှာကျတော့9ဒီမှာကျ4 9လေး1ကြီးနဲ့9လေး3ပေါ့3ပါဝါကြီး8 3 8 1ကြီးနဲ့ဒီမှာဆင်းမလား3 8 1ကြီးဆို3 2 8 2 3 2 8 2က3 2 8 2ရမှာပေါ့3 2 8 2ဒီဘက်မှာကျတော့ဒီမနေ့က site တိုင်းပါပဲ8ခွန်5 3ည3ည3ခွန်3ည5ဒီဘက်ကလည်း3ည5 9 4 6 1ခွန်နဲ့မနေ့ကတော့အပြတ်ဆင်းသွားတယ်6 1နဲ့ပြီးဆင်းသွားတယ်ဒီနေ့ကခွန်2ခွန်2နေ့ကိုခွန်2ခွန်2 1ကြီးခွန်2ကိုဒီရတဲ့3 8နဲ့တွဲမယ်လားအဲကြောင့်3 8 2ခွန်အတွဲပေးထားတယ်ကြိုင်နဲ့လိုက်ကြပေါ့ဒီနေ့တော့4ပရိပေးတယ်4 3ညထွက်တယ်မနေ့ကတော့1ကြီးထွက်တယ်ညနေကတော့ကျွန်တော်တို့3 တစ်အကြိုက်ဆုံးထိုးတာပေါ့ဒါပေမဲ့ရန်ခွက်ပဲရတယ်4ကြာဦးလို့ထင်တာ4မကြာဘဲနဲ့4ပရိထွက်မယ်လို့ထင်တယ်4ထိပ်ကလည်းကြိုက်ပါတယ်4 3ညရန်ခွက်ထိပ်ပဲရတယ်စိတ်ကတော့4ပရိအကြိုက်ထိုးလိုက်တယ်ဒါကတော့1ကြီးနေ